ကပါတားလို့လို့မွေးလာမယ်ဆိုရင်သူအပြူကြီးဖြစ်ပြီပေါ့နော်ညီမလေးကလေကိုတိတ်တွေ့ကြတယ်ကိုရဲ့ဒီလိုဟာကြောင့်လည်းမရှိတော့ဘူးအခုငါအယုံကြည်မရှိတော့ဘူးလေဒါကြောင့်မို့ငါမြေမြုပ်ခဲ့တာပေါ့အဲ့ဒါမေမွေးရတာမေရဲ့သမီးအဲ့ကျွန်တော်ညီမလေးမေอ่ะဒီလူငါနောက်ကိုလိုက်ချောင်းနေရပဲရှင့်အနေထားနဲ့ကျမအနေထားနဲ့ရှင့်လူမျိုးကျမကြိုက်ပါလေလားမင်းသေးနေအဲ့ဒီကသမီးကိုကြိုက်နေတာနောက်တစ်ခါမင်းမစက်ကအဲ့ဒီစကားထပ်ပြောမယ်ဆိုရင်မင်းရဲ့တော်တော်တဲ့တော့ငါဖိတ်ဖို့လာတယ်တောက်ကြနေတိုင်းည9:15မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်ဒရမာဝင်ကပါ